မနက်တိုင်းကြက်သွန်ဖြူသုံးမှွာစားပေးရင်ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲသွားမလဲသိပါသလားကြက်သွန်ဖြူမှာပါဝင်တဲ့သဘာဝဓာတ်ပစ္စည်းတွေကကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီးယောဂပိုးဝင်ခြင်းတွေကာကွယ်ပေးနိုင်မှာလူအများစုကကြက်သွန်ဖြူကိုဟင်းချက်ရမှသာအသုံးပြုကြပေမဲ့တကယ်တော့ကြက်သွန်ဖြူဟာတဘာဝဆေးဝါးတစ်မျိုးလို့တောင်ခေါ်ဆိုကြပါတယ်မနက်စာမစားခင်အစာအိမ်ဗလာနဲ့ကြက်သွန်ဖြူနှက်မွာကနေသုံးမွာအထိစားပေးခြင်းကကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရရှိစေနိုင်ပါတယ်ခမအုပ်ဆုံးအကျိုးကျေးဇူးကတော့ကိုယ်ခံအားစနစ်ကိုအားကောင်းစေခြင်းဖြစ်ပါတယ်ကြက်သွန်ဖြူမှာပါဝင်တဲ့တဘာဝဓာတ်ပစ္စည်းတွေကခန္ဓာကိုယ်ရဲ့ယောဂတိုက်ဖျက်နိုင်စွမ်းကိုမြင့်တင်ပေးနိုင်တာကြောင့်အေးမိခြင်းနဲ့ပိုးဝင်ယောဂတွေကိုကာကွယ်ပေးနိုင်ပါတယ်ဒုတိယချက်ကတော့သွေးဖိအားကိုထိန်းညှိပေးနိုင်ခြင်းဖြစ်ပါတယ်လေးလာချက်အချို့အရကြက်သွန်ဖြူကိုပုံမှန်စားသုံးပေးခြင်းကသွေးကြောတွေကိုပုံမှုပြေလျော့စေပြီးသွေးလက်ပတ်မှုကိုကောင်းမွန်စေနိုင်တယ်လို့တွေ့ရှိထားပါတယ်တတိယချက်ကတော့နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်းဖြစ်ပါတယ်ကြက်သွန်ဖြူဟာမကောင်းတဲ့ကိုလက်စထရောဓာတ်ကိုလျှော့ချစေဖို့ကူညီနိုင်ပြီးနှလုံးနဲ့သွေးကြောဆိုင်ရာကျန်းမာရေးကိုထောက်ပံ့ပေးနိုင်ပါတယ်နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့စာချေစနစ်ကိုကောင်းမွန်စေခြင်းဖြစ်ပါတယ်ကြက်သွန်ဖြူမှာဦးလန်းကြောင်းကျန်းမာရေးကိုအထောက်အကူပြုတဲ့တဘာဝဓာတ်တွေပါဝင်တာကြောင့်အစာချေစနစ်ကိုပုံမှုကောင်းမွန်စေနိုင်ပါတယ်ဒါအပြင်ခန္ဓာကိုယ်အတွင်းရှိအန္တရာယ်ဖြစ်စေနိုင်တဲ့အောက်ဆီဒေးရှင်းတံကိုလျှော့ချပေးနိုင်တဲ့တတိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်ပါတယ်ဒါပေမဲ့ကြက်သွန်ဖြူကိုအလွန်ကြုံစားသုံးတာမျိုးတော့မလုပ်သင့်ပါဘူးအချို့လူတွေမှာအစာအိမ်အောင်ခြင်းရင်ပူခြင်းသို့မဟုတ်ဘိုင်းမအိမ်မသာဖြစ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်တွေးကျစေတောက်နေသူများခွဲစိတ်ကူးတာမှုခံယူဖို့ရှိသူများအနေနဲ့လည်းဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါလေအရေးကြီးတာကကြက်သွန်ဖြူဟာကျန်းမာရေးကိုအထောက်အကူပြုနိုင်ပေမဲ့ဆေးဝါးစားထိုးမဟုတ်ဘူးဆိုတာသတိပြုရမှာဖြစ်ပါလေကျန်းမာတဲ့အစားအသောက်ပုံမှန်လေ့ကျင့်ခန်းနဲ့ကောင်းမွန်တဲ့နေထိုင်မှုပုံစံတို့နဲ့တွဲဖက်မှသာအကောင်းဆုံးအကျိုးရလဒ်ကိုရရှိနိုင်မှာဖြစ်ပါလေဒီဗီဒီယိုကအသုံးဝင်နေဆိုရင် like လုပ်ပြီး share ပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်ကျမ်းမာရေးဗဟုသုတတွေကိုအမြဲတမ်းမျှဝေပေးနေမှာဖြစ်လို့ page ကို follow လုပ်ထားပြီး channel ကို subscribe လုပ်ထားပေးပါကျေးဇူးတင်ပါ